ကိုပြောတာဘာမှလို့မပြောတာလေဘာမှလို့မပြောရှက်မဟုတ်ပါကိုပြောမှဆိုကိုခင်နေအုပ်သားပဲကိုဝဲပြောမှဆိုရုံးမကန့်ရကိုခင်နေတော့จะกูเลิกthôiกูเลิกตาsaoแบบกูแปดเลิกกูอ่ะกูnhớ quá cha nhà về đi miếu lợn thôi bao mấy lầnပြောmà thôiกูอ่ะอ้ายอตัวหมู่อ่ะกูเนี่ยပြောmà lợn lại lợn vi thôiกูอ่ะchu toนี่rồi vi thôi làอ้าไม่ยอthôi lợn màตายเลยกูดินraเลยnó tụt sáng lên raเลยcho nó được bao mặt kìa vì mẹ lại sáng lên ra ngày chính là tụi mẹ lại sáng lên ra kìa wow sai quá xa xôi à sáng thì cô vào đi sao đi à sai rõ thì xe nó xe vào nó đã khó thôi nên nè ni nó to mày rồi mày lạc hai đi xe cho nó lỡ thả rồi mà qua liền oh my god bây giờ đi xe ni lu xe thôi dữ lắm chụp chụp này ngày chỉ mà tôi bị chụp vô bị mày à comment gì lắm này đi xe đó chạy quá liền mày wow quá ba lâu giờ là mấy giờ rồi nó mới lời tụi lúc là đi về giờ rồi tí này lù đẻ lù cái bạn nếu đều tụi em nhiều bộ quá ta thì kilo rồi bố biết sao bây giờ bây giờ tiền đi ra vậy người kia là chỉ thôi bao nhiêu số bây giờ phải xa số như em thôi rồi cho bay sắp gì rồi tiếp xếp vậy ui sai นี่ขนาดใส่พริกไม่เยอะนะ เชี่ยไอ้พี่เพียงมาโกยเลยอยากเลือกตรงนี้มาเอามือออกกลัวพี่โอ้ยบอกว่าไม่เห็นเขานั่นละ นี่ล่ะแต่เขาได้เชี่ยแต่เขาได้โยยไก่เธอวิลเมียเนี่ยชิวมือมือหนักใหญ่แล้วบ่ยับว่าไอ้มึงบ่ต่อถอยมือหนาอยู่บ่เนาะrất là cô ơi cứ sao lại tỏ qua vậy bà đó thì chó cái gì vậy trong rồi tôi biết là sao đi nhìn này đó dưới này sẽ thay cái sao mà cái việc ra bây giờ rồi không nhặt quy lại ủa tôi biểu bắt đầu sao cô à? Bắt đầu bù vậy nhiều. Nú nhiều bạn à? oh my god Đu đấy khai thầm ạ. Chua. Này vậy. Cú đuôi. Nghe gì? Giờ muốn có một quán kem mà quán hay cu tròเลย
လုပ်ငန်းမမြဲတော့ကိုတို့နိုင်ကြတာပြောပြတာကိုတို့လုပ်ငန်းနဲ့အခုခက်ခါသွားတာ၄-၅-6နှစ်ပဲရှိတယ်အခုပြန်ပြောက်သွားပြီစီတီပြောက်သွားတော့ပတ်သက်ကောင်းတယ်အမေကျိုးတော့ရှိသေးတယ်ကိုတို့တော့ အခုမကျွေးရင်လား ကျွေးတယ်ကျွေးတယ်ကျွေးတယ် ကျွေးရမှာ ဟုတ်တော့အဲ့မျိုးကအဲ့ရောတော့ချီချာကအထစ်ပလက် ကျွန်တော်ကတတိပြောင်းလာကောင်းတယ်ကောင်းပါလို့မရဘူး မတော့ခါလား နောက်ခါတစ်ကောင်လေးကနေပေါ့ ဟိုကဘောလီစာအမချဲရောတွေကဖိုင်တော့များလာလေနိခေါ်တယ်မှာဆိုများပြီပဲဖိုင်လောက် အမေဖွင့်လာများငါနည်းနည်းကြားပေါ့ ကြားပေါ့မလူကူပဲပေါ့ဖော်တယ်လေ ဒီနေ့ သေးတော့လည်းသူတို့တွေမျက်စိသားနေမှာနော်တက်တဲ့လုပ်ငန်းလောက်ကွန်မတီသူတို့အောက်ထုံတယ်မှာလေဘယ်နဲ့ရှိလို့ဘယ်နဲ့ရှိလို့သူသိသွားပဲ ခိုင်းနေစီပြန်တော့ပုတ်တက်တာကြောက်စရာထမ်းလို့စီလား သူတက်တော့လည်းပို့ပါဘူး ထိုင်လို့စရာဟုံးလေ ရှေ့ရတယ် သူတို့ ဟုံးလေဆရာကြီး သူလည်းအဲ့ မိုက်တယောက်တည်းမဟုတ် မဟုတ်ဘူးလေညာရွက်သူလည်းအဲ့လောက်တုတ်တက်ဦးအခုအရင်တော့ပဲထမ်းလို့စီနေပြီ အဲ့ဒါလေကြောက်တယ်မရှိဘူးဘာဖြစ်လို့လဲမဆက်တယောက်တည်းမဟုတ်ဘူး သူတို့တွေတယောက်မနိုင်တယောက်ထက်ထက်ပဲ အဲ့မဲ့အကိုသူ့လိုမျိုးလေးပဲနော်တတိလေးက မျိုးလေးတသားပဲအမှန်ဆက်ကြည့်မျိုးလေးပဲမျိုးလေးခင်ဗျာ ဘောလုံးတင်တော့စုကမှတင်းမိုက်ထားတော့ အဲ့ဒါစီရလား ဆယ်နေဘောလုံးတင်ထမ်းလို့စီနေပြီအင်းကြီးတို့ချိုးနေတော့ပိုက်တာမသိဘူးတယောက်ပဲပိုက်တာ တိချော ကိုကတော့မလို့ စံမစုံမလာတယ် ကြော်ရလဲအလင်းငယ်လေးဖြစ်မှာပေါ့ အဲ့အောင်နေလေကျွန်တော်သမခါကောင်လေးလက်ကြီးပုံမှန်ပေးရတယ်လက်ကြီးပုံမှန်တွေ့တဲ့နေ့ကနှစ်ခါပြ မဲနော်အဲ့ဒါ လောရလည်းပြင်မရပဲမဟုတ်ပွားကြည့်လိုက် စေအောင်ညို့ကလုံးနေရ ဟို လား မှာဘိုင်ပူပူနဲ့ဆိုတော့အခုပွားကြည့်လိုက်ဘိုင်မရှိရ ဟုတ်ရဲ့ ဟိုမှာမခေါ်ရပွားလေဦးလေကျွန်တော်ခါလင်းနေရောပွားလေဦးလေမခေါ်ရစက်ကုထက် သူကတတ်တာလေ အော်ညသားလမ်းပြလားဟောလုံးကတရား ကျွန်တော်ပြော ဘယ်ကိုကောင်းပါလဲဗောဟေးတော့လို့မရဘူးအကို အဲ့ပြစားခလာမှာတော့ဘွဲနော် အော်ပေါ်ရင်ပေါ်ရင်လားဖြစ်နေဆက်ကြပြောသလား ပြင်လိုက်ပြင်လိုက် အဲ့ကြောမနေအောင်ပြီးကြပါတော့ ဟုတ်တယ်လား ဟုတ်လည်းခေါင်းတော်ဝီလုံးနေ ဟုတ်တယ်ဝီလီအော်အဲ့ကြောနည်းနည်းပြပြခုနည်းနည်းကိုင်းလို့ဆက်ကြပြောနေပြီးလားစီ ပြီးကြလားပဲမလား ပြီးရလေမနှောက်ကိုဝါလာသေး ဘာလို့လဲ ကိုမျိုးမထက်အောင်လည်းခံရမယ်ဘိုက်ကကလာ ဟမ် သူကို တော့တာလကကလာမူ မလည်းပြင်မနာပဲသူတို့လည်းလောက် ဘာသူမနောက်ရအဲ့လို တူဝန်တော့ဆိုလဲကိုနေရ နေရတယ်မလို့နေရပဲ လို့ရ ဒါပြင်မရမှာ သူပြောပြနေပဲတော့ပါ ရှားလေးဝန်းတာဖြဲတယ်အေးဆေးနေမှာဗမာလေးဝန်းတာဖြဲတော့ဗမာလေးသိတယ်မလားလုံနေကြဆိုရဲလောစကြိုင်လေ အမတူခொနေတော့အဲ့လို16ရက်ပါမရ တကယ် နောက်ပြဟိုနေရှိတယ်လာကစ်လား6ရက်ထပ်ပေးသေးတယ် လက်ကပစမ်းရနာ ပတ်ဆက်ရလား ဒါပြီးတော့အပ်လို့ကျွန်တော်ကတော့တော့ မတူသူတို့မသူတို့စိတ်ကန်းကျင်တာသူတို့ပေးတာလုပ်ငန်းသူတို့လုပ်ငန်းကကားမွန် အဲ့လိုမျိုးတွေရွာပြန်ကောင်းမှာနော် ပြန်လဲရဟိုပေးရတာလေဟိုတစ်ခါပြန်သေးတယ်အခါကြီးကဟလော ပြန်ကောင်း ကျဲဆိုတော့ ဒီဆိုရတော့15ရက်လောက်နေတော့ ပြန်လာရ အော်ဟိုလာဟိုမှာလေ အိမ်နေ ကျွန်တော်တို့မှာဆိုရဲပုံစံတည်းရတယ် တကတခွန်လား ကလေးမွေးလို့ရနာပဲ ကျွန်တော်ကပုံစံတည်းပြရပြီလေကိုလည်းနေနားလဲ ရေပြီးတော့တဲ့ရရေကူပြေပြီးတော့ကို နေတခြားလုံးကူပါပြီအမှဆိုကျွန်တော်အခါကြီးသွားနေတာ ကိုကြီးလည်းဆယ်တစ်ဖြစ်သွားလောက်သေး ကိုကြီးဖျက်သွားကြလာပြီ ဟုတ်လားစောက်ပါတော့ကူပြေပြီးဝိမထမတာ အခါမှာတော့ချလဲ အခါမလူရှိတော့ချင် အခါမှာလူရှိရတော့ချ ဝိအားကြစီရဟုတ်လေသူတို့ တခြားမှာတခင်မီနာရှိအောင်နေရကူပြီတခြားကူပြီငါကတခြားတော့ နော်မချင်လားလုပ်ငန်းကိမဲမှာအမှုတလေးအမျိုးနော်လူလေး ကေတူနော်သူတို့ ကေးလေလူလည်းကေးလေတော့တော့လည်းကေးပဲလေ အကိုဆိုနားများလာသူ TV ပြီးပေါ်လာ ကိုသွားလည်းကေးပဲကေးများပဲကေးတော့ နိုင်ကောက်ခါနိုင်ရပြီလား ဟုတ်ပြီးပေါ်ဆို နာများဆိုရခေါခါများပဲ အကိုနမဲထားလာပြီးတော့ပြီးပေါ်ကေးပြီဖလို့ရေပြီး အဲ့ဒါဟိုတဲ့တော့ပြောတယ်ဇုံညွတ်ထဲတော့သူကမနေ့နော် ကျွန်တော်ဒီကကျွန်တော်ပြောဆိုသူစပိုက်လာကျွန်တော်ယူပေါ်ယူလောက်နေကငါကြည့်ကြည့်မတည်ဆိုသူလည်းပေါ့ပွားရ သူနိုင်နိုင် နိုင်ပိုင်းလေးဟုတ်ပါ အဲ့နိုင်ပိုက်မပြောဝေးဟိုမှာစားကြည့်ပြောမယ်မြင်ကြောကြည့်ပြောမယ် စာကြောင်းရင်းလား စားကြောရင်ကြည့်ပြောမယ် ကိုကြီးမရှိတဲ့ဆယ်ရက်တစ်ဖြစ်သွားလို့ကိုကြီးလည်းနိုင်တယ် တနေ့တော့မပြီးသေးဘူးနော်အဲ့ဒါ အဲ့ထက်စီကလည်းအတိုင်းပဲလူကောင်းတယောက်လေတော်ရဲကောလို့ဒီဘက်က2ရက်လောက်ပုံမှန်နားနော်တင်းလာဆင်းလာတဲ့အင်္ဂါလေးဆက်လိုက်ပြီနော်ဘုံလေးစပုံမှန်နားတယ်ဘုံလေးစပုံမှန်နားတယ်အဝနာကလည်းကျွန်တော်ပုံမှန်တင်လာတယ်ပြောတယ်အဲ့ဒါလည်းခမကန်နေပဲရတယ်ဒီချောင်းပတ်ပြောလိမ့်ပတ်နေအောင်ပြောရတယ်ဒီကဝနာအောင်လေမတနာတနာအောင်ပြောရတယ်အဲ့ကျန်တဲ့လူလည်းသူမတိုင်ဘူးအဲ့ကောင် ဇင်းဆိုမှဇင်းဆိုတရားကြောင်ကိုက်နေပြီအောက်ဖက်အောင် ရက်တေးအိတ်လာ
啊，没那天在俺们到了，也都。 ဘုံသွားချတယ် ပေါ့ကွာတော့ကြတော့ကြ သုံးနိုင်လေးသုံးနိုင် ဒီ၄ထောက်ကွင်းလေးတောက်လိုက်ဟာ စောက်ကုန်လေ ကျွန်တော်မသိဘူးလူကြီးပုတ်ကဝင်ကစား तू အောက်နေလက်ညှိုးမြမြိုင်ထိုးလိုက်တာကိုကျွန်တော်တော့လိုက်ဝင်သွားပြီကျွန်တော်မျက်လုံးထဲမှာဝင်သွားပြီ तू အောက်နေလက်ဒီကိုကလော့နေလိုက်တာကိုလေသားလိုက်ရတယ်ကျွန်တော်ထိသွားရတယ်မသိဘူးပိတ်ဆန်လေးစူးအဲ့ကစားနေနေတိုင်းပဲအဲ့လှေသားကြီးပဲလက်ကစားတယ် तू ကခုံးမတက်တဲ့ပုံစံလိုမျိုးပဲစိတ်ထဲမှာ तू ကပိတ်ဆန်ကဲ့နေတယ်ကိုလေးမြင်လိုက်တာဟာဒီကောင်ငါရိုက်တုံတော့လှေသားကြီးပေါ့အဲ့တော့ तू စားတော့ထိုးကျွန်တော်20 50နိုင်50 60နိုင်လာတယ်ဆိုပုံမှန်ဆိုရင်ပိတ်ဆန်50 60နိုင်ဘူးကစားတော့ကျွန်တော်ထိုင်းနိုင်ငံစားရုံလုံးတရက်20ဘုံတော့မလဲဝယ်စားရတယ်ပိတ်ဆန်သူ့မှာကိုမြင်လိုက်တယ်ဟာဒီကောင်ပိတ်ဆန်ကြီးပေါ်လိုက်တော့လင်းကချက်ခွန်ရငါရိုက်စားရအောင်နေ तू ကမြဲထိုးလာမသိဘူးဒီမလွတ်ကိုထိုးရင် तू ဒီလိုလွတ်နေကလောငါဒီလိုမျိုးထိုးလာငါတခါလည်းမဖြစ်ဘူးစိတ်ထဲမှာလဲတော့အဲ့ကောင်လေးကစားလာအော်နေလာညှိုးတော့တန်းလာရင်တော့ပေါက်လေးကိုလေလက်ညှိုး तू ထိုးထဲလဲနောက်မှသိတယ်နောက်မှဟိုဝိုင်းပွဲပြီးအောင်ဟိုကိုကကျွန်တော်ပိတ်ဆန်အကုန်လုံးကုန်သွားတယ်အဲ့ဒါ20ပြန်ပြီးသုံးခဲ့အဲ့ကိုကကျွန်တော် တော်သေးရောဆက်ကိုပြပေးတော့ အဲ့ဒါကိုနောက်မှဟိုဘေးကဦးလေးရပြောတယ်ငါဟိုကောင်နဲ့ပြန်တာဖြစ်မှကျွန်တော်နေမပြောတာတဲ့ဟိုကောင်အော်နေလက်ရထိုးထဲငါတွေ့တယ်တဲ့အဲ့ကျွန်တော်မသိဘူးလေပြီးမှနေတော့ကြည့်လိုက်ငါနေလို့ရမယ်လေကျွန်တော်ထိုးထဲလိုက်သူလက်မြင်လာတယ်မှာလက်ညှိုးထိုးထဲတာနိုင်အဲ့မျိုးပွဲကြီးတွေတော့ကစားလို့မရဘူးနေအဲ့မျိုးသုံးထိတဲ့ပြောကျွန်တော်သဘောပေါက်သွားတာနောက်မှမသိဘူးအဲ့ကောင်ကကျွန်တော်ထိုးတာပေါ့ဒါမဲ့တော့ဆက်ချက်လုံးဝင်တဲ့ချိန်မှာပုံချက်လောက်ပဲဝင်တယ်ကလောတင်လိုက်တော့ဟုတ်အဲ့လိုမျိုး အကောင်မတွေ့ရတော့လား မတွေ့ရမတော့လှင်ဝင်မှတခါလောက်တွေ့နောက်ပိုင်းသူလည်းကစားမရတော့ဘူးလေသူတို့ကဆယ်ကြီးရကိုတီးသွားတယ် သူကအတူလေး ဒါပေမဲ့ထိုင်းနိုင်ငံမှာ zip တော့တာဖမ်းလား ဟာ zip လေ zip လားဆဲတယ်လေ ပတ်စံနဲ့ပတ် ပတ်ဘာဝကစားမဖာဖဲလည်းမဖာပတ်ဆက်ထဲတော့ဖိုင် ပတ်စံချလို့မရ ကျွန်တော်ပြောတာဟိုပုံနဲ့နှင်းနဲ့တွဲတဲ့ကောင်လေးလေ ပတ်စံနဲ့ပတ်စံခါမှာပဲ အဲ့ကောင်လေး အကောကစားရဖဲဆောက်ကိုရိုက်ရောဒါမဲ့ဒီပတ်ဆက်ပါတော့ဖမ်းပါပဲ ဘောလုံးကန်နဲ့ဖမ်းတာပတ်စံပါဟုတ်လောင်းကစားဖြစ်ပါတော့အေးလောင်းကစားဖြစ်ပါမယ်ထိုင်းနိုင်ငံမှာသူတို့ဟိုဟာစလော့တွေပါတယ်ဟိုတရားဝင်လုပ်မှမဟုတ်လား 最鸟还老呗了。 ပြညာတော့ပဲအဲ့တူခတ်စင်းလို့ရော အခုမျိုးတော့လောကအများကြီးပေါ့တက်ဖြာလေးပေါ့ဒီမျိုးလောက်ကစားရေးပါရပါလားမြောင်းမလား မရလဲကွယ် ဟိုတရားဝင်လုပ်တော့ ကြောက်ရတော့ကျွန်တော်ညှို့တော့မလွယ်ဘူးတော့ ကျင်းကားလေးလိုမျိုးခန်းချင်းချင်းလောက်တာအောင်ပါလူရောက်ဟိုဟာနှိမ့်ဆက်လို့ဟိုဟာလေးအတန်လောအောင်လို့လေဘေးနားမှာဟိုဖားတယ်စကူဟိုနေကျွန်တော်တို့ဖော့ဖားနေအခုပူကဲယူသေးလိုက်တဲ့နေရာမှာလေအဲ့အကျင်းကားလေးလောက်တာလူရောက်နှိမ့်ဆက်ဖို့ ပြစ်ပေးတော့ပေါ့ပြစ်ပေးတဲ့ချိန် အပြည့်အတန်မကြောက်ဘူးအတန်မကြောက်လို့ဘလုံးလောက်ထားတယ်နောက်ပြီးအထဲမှာလူနှစ်ယောက်နေလို့ရတယ်တော့ သူကခုံချက်ပဲသိထားတဲ့လူတွေတွေ့ရတယ်နော် တယောက်က